စေရမယ်ပေါ်ကားရပြောင်းဟောပန်းလည်းပြေဒီဖိုက်ဟာတာများလည်းပြုံးပြောစေရမယ်အားလုံးဝင်ကြည့်ဒီချန်နယ်လေးရိတ်ကဟောတ်တဲ့ရမယ်ခက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 ် You fight မင်္ဂလာပါတပည့်တို့ မင်္ဂလာပါဆရာကြီး တူတူပြောအချိန်မပြောအောင်နော်စကားဆိုတာတူတူလေးပြောရတယ်နော်တူတူတတ်တာပြောရတယ်မေတ္တာတရားထားတဲ့သူတွေဆိုတာတူပြောရတယ်နော်အဲ့တော့ပြောမယ်မင်္ဂလာပါတပည့်တို့ဟုတ်ဘူးလေအဲ့လိုလည်းမတိုးနဲ့ပုံမှန်ပဲဆရာလေးဖလို့လေးအတိုင်းကြီးပဲ နော်ဆရာကြီးကလည်းတိုးတော့လည်းတိုးလို့ကျယ်တော့လည်းကျယ်လို့တော့ဘာလုပ်ရမှာလဲဆရာကြီး ဟိုရတယ်အဆင်ပြေသလိုလေးပဲပြောနော်မင်္ဂလာပါတပည့်တို့ မင်္ဂလာပါဆရာ အေးဒီနေ့မေတ္တာတရားထွန်းကားပြန့်ပွားရေးပရိဒတ်အသင်းကြီးရဲ့ပထမဦးဆုံးအစည်းအဝေးပွဲကိုအခုလိုလာရောက်ချီးမြှင့်ပေးတဲ့ငါတပည့်တွေအားလုံးစိတ်ကြမ်းပါခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကွာ သာဓုသာဓုသာဓု ငါတရားဟောနေတာမဟုတ်ဘူးလေငါတတိလည်းတစ်ခါမှမစွဲမိပါဘူး ကျွန်တော်ကဘလို့ပြောရမှာ မင်္ဂလာပါတပည့်တို့ဆိုဆရာကြီးလည်းမင်္ဂလာပါ ဆရာကြီးလည်းကျမ်းပါချမ်းသာပါစေမင်္ဂလာပါ အော်ဒါပေါ့နော် ဟုတ်ကဲ့ဟုတ်ကဲ့ မင်္ဂလာပါအားလုံးပဲနော်စိတ်ဤကျမ်းပါခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ ဆရာကြီးလည်းကျမ်းပါပါစေ ဆရာကြီးပြောရရှိတယ်မင်းမင်းပြောချိန်ရကျွန်တော်အချိန်ရောက်တော့မယ်ထိတ်မရဘူးဖြစ်တော့နော် ဆရာကြီးဟိုကျွန်တော်လည်းအချိန်ကတိတ်ရတာမဟုတ်ပြီးမိမဖုံးဆိုင်ကျွန်တော်ကပြန်ရမှာနည်းနည်းလေးပြောပြပါနော်ဆရာကြီး နော်တီးခံတီးခံမှအရာရာအောင်မြင်ပါနော်တို့မြတ်စွာဘုရားတော်မှာပဲတီးခံတဲ့ပါရမီကိုဖြည့်ပြီးမှအရာရာကိုအောင်မြင်တာနော်အဲ့တော့အဲ့ဒီတောက်ချင်တဲ့စိတ်ကိုလည်းတီးခံအဲ့လိုမျိုးတီးမခံနိုင်တော့ကဘာကြီးမှာဘာတွေဖြစ်နေလဲမီးတွေဟုံတောက်လောင်နေတယ်မီးအဲ့မီးကိုပြောတာမဟုတ်ပါဘူး ဟဲ့မိလိုက်ဆရာ ဆ ကြီး ရာကြီးပြောတဲ့မီးကလူတွေဖြစ်တဲ့လောဘမီးဒေါသမီးမောဟမီးတွေကိုပြောတာပါ ဒီဦးလေဆရာကြီးကမီးဆိုတော့ကျွန်တော်ကြောင်နေပြီဆရာကြီးရဲ့တော့ဒီရှင်းရှင်းလေးလုပ်ပါဆ ဆ ရာ ရာ ကြီး ကြီးပြောတာကအခုဆိုကဘာကြီးမှာလူတွေကလောဘဒေါသမောဟမီးတွေအရန်ကြီးမှတော့ဟောတကဘာလုံးမှာမီးဟုံတောက်တယ်လို့လောင်နေကြတယ်မဟုတ်လား ဟုတ်ပါတယ်ဟုတ်ပါတယ် အဲ့တော့အဲ့စိတ်ကိုလည်းသီးခံဒီဘက်ကလည်းခိတ္တခဏလေးစောင့်ပေးနော် မိမစောင်းလို့မရဘူးဆရာကြီး သီးခံခြင်းဆိုတာအောင်မြင်ခြင်းပေါ့ကွာနော်သီးခံခြင်းကိုလက်ကင်ထားတနေ့အောင်မြင်လာမှာပေါ့ ဟုတ်ကဲ့ဆရာ နော်အခုဆိုလို့ရှိရင်ဆရာကြီးတို့ရဲ့မေတ္တာတရားထွန်းကားပြန့်ပွားရေးပရိဒတ်အသင်းကြီးဖွဲ့စည်းဖို့အတွက်လူအယောက်100ပြည့်ရင်အသင်းတည်ထောင်ခွင့်ဖွဲ့စည်းခွင့်ရမယ်အခုငါတပည့်2ယောက်ရပြီဆိုတော့တိတ်မလို့တော့ပါ ဟုတ်ကဲ့ ဟာဆရာကြီးဒီနေ့ရောက်တဲ့အတွက်တော့နောက်တော့68ရောက်တော့လိုသေးတယ်ဆရာကြီးရဲ့ဆရာကြီးရတယ် ဘာမှမရှိကြတဲ့စာရင်မင်းတို့2ယောက်ရှိတော့တော်သေးတာပေါ့ဆရာပါရင်3ယောက်ဆိုရင်69ယောက်ပဲလူတော့တယ်လी သိမလို့ဘူးပေါ့နော် ဆရာကြီးကျွန်တော်ကိုလည်းတိတ်ပြီးထဲမတွန်းနဲ့နော် ဘာဖြစ်လို့လဲ ကျွန်တော်တောက်ချိန်မရရင်ကျွန်တော်ကထွက်မှာ ဟုတ်တယ်ကျွန်တော်လည်းတိတ်ပြီးတော့ဟိုမြဲမယ်မထင်နဲ့ကျွန်တော်တို့ကတနေ့လုံးမှတနေ့စားတာတရက်ကိုအနည်းဆုံး daily 3000လောက်မှမရရင်ကျွန်တော်တို့အဆင်မပြေဘူးနော် မင်းရဲ့ညနေတိုင်းကိစ္စဆရာတောင်းယူပေးမယ်နော် ဟုတ် အဲ့ ပြီ တော့မပူနဲ့နော်ထွက်တော့လည်းမထွက်ပါနဲ့အောင်နော်ဟိုမင်းရဲ့ daily 3000ကိစ္စ ဟုတ်ကဲ့ ဟိုမင်း KP 3လား သုံးပါလေဆရာသုံးပါလေ KP 3ရင်ခဏနေထည့်ပေးလိုက်မယ်နော် ဟိုဆရာတခုတော့နောက်တဲ့3000လောက်ကြိုလွှဲလို့မရဘူးလားကျွန်တော်မိမကို6000ပေးမှာမို့လို့ ဟိုမင်းနောက်နေ့လာရင်ပေးမယ်လေတကယ်လို့6000လုံးပေးလိုက်လို့မနှက်ပြန်မင်းမလာရင်ဘယ်လိုလုပ်မလဲနော် ဆရာကြီးပြီးတော့တာဆိုလေ ဟေးနော်အကုန်လုံးနော်မထွက်တော့မထွက်ပါနဲ့အောင် ဟု နော် တ်ပြီဟုတ်ပြီဆရာကြီးတယောက်လုပ်ပေးမယ်ဆိုရင်ရပါပြီ အေးကဘာကြီးဘာကြောင့်စစ်တီဖြစ်နေကြတာလဲလူတွေမေတ္တာစိတ်
အားနေလို့ဘာစိတ် မေတ္တာစိတ်အားနေတော့ပါဗျာ မလေဖះမဟုတ်ဘူးဆရာကြီးဆရာကြီး ဟုတ်တရားဝတ်နဲ့မှားသွားလို့ဟုတ်ကဲ့ဆရာကြီးဟုတ်ကဲ့ဆရာ ဘာနဲ့နော် မေတ္တာစိတ်အားနေလို့ မေတ္တာစိတ်တွေအားနေလို့အဲ့တော့မေတ္တာထားရမယ်နော်ပြီးတော့ကဘာကြီးမှာလူတွေဘာကြောင့်ဆင်းရဲနေကြတာလဲလူတွေလောဘစိတ်တွေအားကြီးလို့နော်ဘာစိတ် လောဘစိတ်တွေအားကြီးလို့ပါဆရာကြီး ဟုတ်တယ်လောဘစိတ်တွေအားကြီးတော့အကုန်ဒုက္ခရောက်ကုန်တာပေါ့ပြီးတော့ကဘာကြီးမှာလူတွေဘာကြောင့်အသိဉာဏ်တွေအားနေကြတာလဲလူတွေမောဟစိတ်တွေအားကြီးလို့ဘာစိတ် မောဟစိတ်တွေအားကြီးလို့ပါဆရာကြီး အေးအဲ့ဒါလေနော်အဲ့စိတ်တွေကိုဖျောက်ကမယ် ဟုတ် နော် ဟုတ် လူတွေလောဘဒေါသမောဟစိတ်တွေဖျောက်ပြီးတော့မေတ္တာစိတ်များများထားမယ်နော်ဘာကြောင့်လဲဆိုတော့ဆရာကြီးတို့ရဲ့မေတ္တာတရားထွန်းကားပြန့်ပွားရေးပရိဒတ်အသင်းရဲ့ခေါင်းစဉ်နဲ့ညီအောင်မေတ္တာစိတ်လေးတွေနဲ့နေရမယ် ဟုတ်ကဲ့ ဘာစိတ် 3000စိတ်နဲ့ပါဆရာ ဟုတ်မေတ္တာစိတ်နော်ညနေဟောမယ်စိတ် မေတ္တာ ဟောမေတ္တာစိတ်ဆရာ မေတ္တာစိတ် မေတ္တာစိတ်နဲ့နေရမယ်ပြန်ပြောပါဦးဘာစိတ်နဲ့နေရမယ် မေတ္တာစိတ်နဲ့နေရပါမယ်ဆရာကြီး ဒါပေါ့မေတ္တာစိတ်နဲ့နေရင်အရာရာအောင်မြင်တယ် ဟုတ် အဲ့တော့ဒီနေ့ငါးသပဲတွေကိုမေတ္တာအကြောင်းနည်းနည်းရှင်းပြမယ်နော်အဲ့တော့မေတ္တာဆိုတာမေတ္တာနဲ့ကရောတီတီမေတ္တာမေတ္တာခြုံတော့လုံးတယ်မေတ္တာပြီးတော့အေးတယ်တကယ်တော့မေတ္တာဆိုတာမိခင်တယောက်ဟာကိုမွေးထားတဲ့သားသမီးအရင်ကိုအယံချစ်တယ်လို့တခြားမွေးထားတဲ့သားသမီးအတူ9ရက်သားသမီးအားလုံးကိုလည်းကို့သားသမီးကိုချစ်တဲ့အချစ်မျိုးနဲ့ဒန်းတူချစ်ပေးနိုင်မှမေတ္တာစစ်တယ်လို့ခေါ်တယ် ဟုတ် တနည်းအားဖြင့်လွယ်လွယ်ကူကူငါးတပည့်တွေနားလည်အောင်ရှင်းပြမယ်ဆိုရင်မေတ္တာဆိုတာပင်လယ်တွေကစားငံရင်တူတယ်ငါးတပည့် ဆရာကြီး ဟင် ပင်လေတဲ့ကစားနေရင်နဲ့မေတ္တာနဲ့ဘာဆိုင်လို့လဲဆရာကြီးရဲ့ ဆိုင်တာဗောအဲ့ဒီပင်လယ်တွေကစားငံရီကိုတောက်ကြည့်မငံဘူးလား ဟုတ်မှန်တယ်ဆရာ အဲ့ဒီစားငံရီရေကိုလူမိုက်တောက်ရင်ရောမငံဘူးလား ငန့်တယ်လေဆရာကြီး လူလိမ္မာတောက်ရင်ရော ငန့်တာပဲ နွားတောက်ရင်ရော နွားတော့လည်းငန့်တာပဲလေဆရာကြီး ခွေးတောက်ရင်ရော ဖွေးလည်းငန့်တာပဲလေဆရာကြီး ဟမ် ကျွန်တော်ကရေနဲ့စက်မတော့တော့ကျွန်တော်ကမသိဘူးကျွန်တော်ကနိကြတာရေမစက်တော့ငန်းနဲ့ချိုးတယ်ကျွန်တော်မသိဘူးပြန်တယ် အော်အေးအဲ့လိုပဲဘသူတောက်ဆန်းငံကြီးကငံတာပဲပေါ့နော် ဟုတ် ချိုးတယ်ဆိုတာရှိလို့လားကြားဘူးလား ကြားဘူးပါ မင်း ကျွန်တော်ကတော့မသိဘူး မင်းမပြောဘူးသူရင်ရှင်းပြမယ်နော်ဟေးအဲ့လိုပဲမေတ္တာဆိုတာပင်လယ်ကြီးနဲ့တူတယ်ဟေးအဲ့ဒါကိုမိခင်စိတ်လို့ခေါ်တယ်နော်မိခင်စိတ်လို့မှတ်ထားဘာစိတ် မိခင်စိတ်ပါဆရာကြီး อืม ဟောအေးရ ဘာ အလားအိတ်ခိုင်းရကွာဆရာကြီးကမေးနေတာဖြေဦးငါတယောက်တည်းဖြေနေရတယ် မင်းလည်းဖြေလိုက်လေမင်းကဒီမှာငါတို့အေးကမင်းမကြောင်တွေးနေမှာအေးအိပ်ပြောသွားတာ ပြန်ကျင်နဲ့ပြန်လိုက်တော့သွားငါမဟုတ်ငါသွတ်ထိုးပြီးတော့မ ဆက်တော့ငါပြန်ထိုးပါကောမင်းကဘာငါ ငါ ပြော သေတော့မယ်မင်းကတော့ဒီမှာတယောက်တည်းကမဖြေနိုင်ဘူး तू ကလည်းမပြီးဘူးငါလည်းဒီမှာတောက်ချင်နေပြီမင်း ငါလည်းပြန်နေတာကွာသူချက်တော့မှမရသေးလို့ငါမပြန်သေးတာ ဟိုခဏလေးဟိုအဲ့လိုရံမဖြစ်ကြဘူးလေ မဖြစ်တော့မှဖြစ်တယ်ဆရာကြီးက အော်မဟုတ်ဘူးလေအဲ့လိုရံဖြစ်တယ်ဆိုတာမင်းတို့နှစ်ယောက်မှာညီကိုမောင်နှမစိတ်မရှိလို့ညီကိုစိတ်မွေးလိုက်သမ်းပါ ဟာဒီကောင်နဲ့ကျွန်တော်ဘယ်လိုညီကိုတော်မလဲ မင်းလည်းလည်းမတော်သေးဘူးရအောင် ကြောင်းရကြီးကဂလန်ဂလာငါပါပဲရတယ် ခဏလေးတီးခံခုနကပြောပြီးပြီမလားတီးခံခြင်းကအောင်မြင်တယ်လေနော်အခုမင်းတို့ကရံဖြစ်နေကြတယ်ဒါညီကိုစိတ်မောင်နှမစိတ်မမွေးလို့ဟောညီကိုမောင်နှမစိတ်မွေးကြည့်လိုက်စမ်းတို့ကဘဝတန်တရားအဆက်ဆက်ကညီကိုတော်ဆက်ခဲ့ဘူးကြမှာပဲဆိုတဲ့စိတ်လေးထားလိုက်မယ်ဆိုရင် ဘာမှထားတာကြောင့်မရှိဘူးတဖင်နဲ့မွေးရမှာမဟုတ်တာဆရာကြီးကလာပြောနေသေးတယ် ဟိုထားလိုက်လေထားမှညီကိုစိတ်ဖြစ်မှာ ပတ်စံရမှာ အော်ပြမယ်ပြီးဖက်ပြမယ် ညီလေး ရတော့တောက်လိုက်မယ် ဒီတိုက်ရမယ်ထားလိုက်တယ်ထားလိုက် ဟမ်ညီကိုဖြစ်သွားပြီနော် ဖြစ်သွားပြီ အဲ့ဒါကိုညီကိုစိတ်လို့ခေါ်တယ် ဟုတ်ကဲ့ဆရာကြီးဟုတ်ကဲ့
ဘာစိတ် 3000စိတ်ပါ ညီကိုစိတ် 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 ဟုတ်ကဲ့ ရှေ့မှာမိ မိခင်စိတ်မိခင်စိတ် ဒုတိယတစ်ခေါက်က ညီကိုစိတ် အမှတ်ထားမယ်နော် ဟုတ်ကဲ့ဟုတ်ကဲ့ မိခင်စိတ်ညီကိုစိတ်နောက်တစ်ခုပြောပြပါ ဟာကြံလေးတာလားဆ ဒီ ရာ လို ကြီး လားဆရာကြီးကတော့ လူဆိုတာ ဟုတ် ဖခင်စိတ်မွေးရတယ်ဘာကြောင့်လဲဆိုတော့မင်းတို့ကအိမ်အောင်တွေကြပြီးတဲ့သူတွေရှိတယ်မင်းရောအိမ်အောင်ကြ ကျွန်တော်လူမျိုးတယောက်တည်းပွားနေ အိ ကို မ် ချ အောင်ကြ တာ မယ်လေ ဟုတ်ကဲ့ အိမ်အောင်ကြသားမွေးပြီဆိုရင်ဖခင်ဖြစ်လာမှာအဲ့ချိန်မှာဖခင်စိတ်ထည့်ထားနိုင်မှအားလုံးကတဟဇာတာတဲ့မှာလေအဲ့တော့ဖခင်စိတ်အကြောင်းလေးနည်းနည်းလေးရှင်းပြမယ်ဖခင်စိတ်ဆိုတာလောကကြီးမှာရှိရှိသမျှတတ္တဝါတွေအားလုံးကိုယ်သားသမီးအရင်တယောက်လို့ကြောသားရင်သားမခွဲခြားပဲနဲ့ချစ်ပေးနိုင်မှဖခင်စိတ်လို့ခေါ်တယ်။ဘာစိတ် ဟာခင်စိတ်ပါဆရာကြီး အေးရှေ့ကဆရာကြီးစပြောခဲ့တာက မိခင်စိတ် မိခင်စိတ်ဒုတိယပြောတာက ညီကိုမောင်နှမစိတ် တတိယပြောတာက ဟာခင်စိတ်ပါဆရာကြီး အေးအဲ့တော့မင်းတို့ဒီစိတ်သုံးစိတ်အကြောင်းကိုဒီတိုင်းပြောနေလို့မရဘူး ဟုတ် လက်တွေ့ပြငါနဲ့လိုက်ခဲ့ လာ စိတ်ညစ်လိုက်တာဟဲ့ဒီနေ့မှဘလို့ဖြစ်လို့9ရောက်လဲဒီလောက်တော့နောက်ကျနေမှမသိဘူးဟမ်ငါတွေလည်းဒီထက်တာနေမြင့်အကုန်ပုတ်ကုန်တော့မှာပဲဒီနေ့ရတဲ့ပတ်စံကလည်းတိုးပေးရမှာနဲ့ဟမ်နေပြန်တိုးပေးရမှာနဲ့စိတ်ညစ်လိုက်တာဘလုံးပေးလိုက်ရင်ဟမ်ဒီလောက်လေးနဲ့ငါတော့9000လောက်ပဲကြာတော့ချင်ပါဘူးတော့ငါစိတ်ညစ်လိုက်တာ ဒီကညီမကြီးကဘာတွေဖြစ်နေတာလဲ ဟောငါရောင်မကောင်းရတဲ့ तू ကတစ်မျိုး90ဘာဖြစ်လို့လဲ ။အော်ငားတယ်ဆိုတော့ငားတွေရောင်းတာပေါ့နော် ဟုတ်တော့ငါစိမ့်တယ်ပါဆိုငါမြောင်လို့ဘာရောင်ရမှာတော့ ။တနေ့တနေ့အဲ့ငားတွေရောင်းတော့ငားအရှင်တွေဘာတွေမပါဘူးလား ပါတာပေါ့အရှင်ဝင်မလို့လားအခုတော့မှလေငါအရှင်သွားဝဲခေါင်းကိုထုပြီးတော့ဟိုမှာဈေးတော့သွားရအောင်နှစ်တွက်ချင်မကြိုက်သေးလို့ ။အခုဆိုတွေကြီးလိုက်တာ။ဒီကညီမကြီးတနေ့တနေ့ရောင်းတဲ့ငားတွေထဲမှာအရှင်တွေဘာတွေမပါဘူးလား ပါတာပေါ့ ။ပိုင်လှုပ်ပေးလိုက်ပါ ဟောလွတ်ပေးလိုက်တော့ကျမဘာနဲ့စားမှာတော့ဒီအပေါက်ကိုဘာနဲ့ထုတ်မှာတော့ ။အဲ့ဒီအပေါက်အတွက်အကိုကြီးတာဝန်ယူပါ ဘာ အော်မဟုတ်ဘူးအဲ့ဒီလှုပ်ပေးတဲ့ငားတွေအတွက်ကိုကြီးတာဝန်ယူပါတယ်။ဒီနေ့ညီမလေးငားသွားယူတဲ့အခါမှာအရှင်တွေပါလာခဲ့ရင်အဲ့အရှင်တွေကိုလှုပ်ပေးကြတဲ့ငွေကိုကြီးရှင်းပေးပါမယ် အော်အဲ့လိုလား ။အဲ့လို ကြားသိငွေ အခုရောညီမကြီးတွက်ချေမကြိုက်ဘူးလို့ခုနကကြားလိုက်တယ် ဟမ် ။ဘာလို့ဖြစ်လို့လဲ ဟုတ်ငါအရင်ကြီးရဖို့အတွက်လေအဲ့ဒါငါသွားထက်ဝယ်ပြီးတော့အဲ့ဒါထက်ရောင်းမလို့ခေါင်းထုပြန်ရောင်းမလို့လေအဲ့ဒါကြောင့်မို့ အဲ့ဒီတော့အဲ့ဒီထုရောင်းမဲ့ငားလေးတွေကိုဆရာကယ်လိုက်မယ်။ကိုကြီးကယ်လိုက်မယ် ဟုတ်ကဲ့မလို့ အခုညီမလေးသွားယူမဲ့ငါးအတွက်ရော့9000ဘူးနော်။ကိုကြီးကယ်လိုက်မယ်အဲ့ဒီအရှင်တွေကို 9000 ကန်ထဲမှာသွားလှုပ်ပေးပါ ဟိုကျမက3-4တောင်းလောက်တော့ရှိတယ်လေ အခုထွက်လာတာ9000ပဲပါလာလို့ ဟိုဒီ9000ပဲပါလားဟိုငါအရှင်နေပါရင်လှုပ်ပေးလိုက် လှုပ်ပေးလိုက်နောက်နေ့ကျလို့ရှိရင်လည်းအရှင်တွေပါလာခဲ့ရင်ကိုကြီးရှိလာခဲ့ပါကြားတဲ့လောက်ကိုရှင်းပေးပါမယ် ဟုတ်ကဲ့9000ရလည်းစိုးပါကဘာတာကိုလှုပ်သူ့ပူပါကြာ လှုပ်ပြအောင်လှုပ်လိုက်ပါနော်ကဲတွေ့တယ်မလား ဟုတ်ကဲ့ တရဝါတွေငားတွေရဲ့အသက်ကိုဆရာကြီးကယ်လိုက်တယ်ဘလို့ကယ်လိုက်လဲ 9000ပေးပြီးကဲလိုက်တာဆရာကြီး 9000ကယ်လိုက်တယ် ငါတို့ဝေးပြီးကဲပြီးကျွန်တော်3000ပေးဖို့လည်းမမင်းနဲ့ဘူး ဟောမမေ့ပါဘူးမမေ့ပါဘူး ဟိကျွန်တော်တောက်ပါဦးမယ်နော် စိတ်ချမ်းသာစေရပါမယ်နော်အဲ့ဒါဘာစိတ်လဲ ဟောမိခင်စိတ် မိခင်စိတ် ဟုတ်ကဲ့ဆရာ ဘာစိတ်လဲ မိခင်စိတ်ပါဆရာကြီး မှတ်ထားရမယ်နော် ဟုတ်ကဲ့ ဟုတ်ကဲ့ လာသွားမယ်ထပ်ပြမယ်သမင်းညာကြီးများရှင်ညာပါဟင်းညာကြီးများရှင်ညာပါအကောင်းကြီးတို့အမကြီးတို့ညီငယ်တို့ညီမကြီးတို့ကြားညာလေးများတန်းငယ်ကြီးတို့ပေးညာပါ ဒီလိုပါပဲနော် ဟုတ်ကဲ့ကျေးဇူး မရှိတော့လဲတောင်းစားရတာပေါ့ ဟုတ်ကဲ့ပါခင်ဗျာ ငတ်တယ်လဲပြက်တယ်လဲ ဟုတ်ကဲ့ပါ စားတယ်လဲမစားတယ်လဲ တနာကြပါခင်ဗျာတနာကြပါခင်ဗျာတနာကြပါခင်ဗျာ ဟ
မင်းတို့မျိုးစိတ်လည်းမကောင်းဘူးကွာ ဟုတ်ကဲ့ပါကိုကြီးကျွန်တော်လောက်ကင် စိတ်လည်းမကောင်းတော့ကွာ ကျွန်တော်လောက်ကင်မချနိုင်တော့ပါကိုကြီးရဲ့ ကွာဆိုလောပါပဲအားတော့မငယ်ပါတော့ကွာမရှိတယ်လဲငတ်တယ်လဲမငတ်တယ်လဲပေါ့ဟုတ်တယ်မလား ဟုတ်ကဲ့ပါကိုကြီး နော် ဟောကျေးဇူးတင်နေတာအကိုကြီးရဲ့ကျေးဇူးတင်နေတာ အေး2000 ဟုတ်ကဲ့ 3000 ဟုတ်ကဲ့ 4000 9000နဲ့ဟုတ်ကဲ့ 5000နော် ဟုတ်ကဲ့ကိုဟုတ် ဒီပါပဲစိတ်တော့မထားနဲ့သိကြတော့လဲချမ်းသာမှာမဟုတ်တာသူစင်းရင်မယ်လေနောက်တစ်ချိန်ချမ်းသာမယ်ဘာမှအားမငယ်နဲ့နော် ဟုတ်ကဲ့ ဒီလိုမြင်ရတွေ့ရကြစိတ်ကမကောင်းဘူးတအားပေးခြင်းကမ်းခြင်းတွေကများတာ ဟုတ်ကဲ့ကိုဟုတ် အဲ့မနော် ဟုတ်ကဲ့ဟမ်အကိုကြီးကျွန်တော်9000ထဲမှာမောင်မြကိုကြီးအော်ဒုက္ခပါပဲကွာအကျွေလားနေသွားတဲ့လူနဲ့လားတွေ့နေဒုက္ခပါတရားတယ်9000နဲ့သူများအရှင်ကြီးနေအောင်ပဲကိုကြီးတို့အမကြီးတို့ကိုကြီးတို့အမကြီးတို့ပေးမှကမ်းမှရှားမယ်ဘဝပါညီကိုစိတ်ချနေမြထားရပါကိုကြီးရဲ့အော်အကိုကြီးကျွန်တော်ကလောလဲစရာမရှိတော့ဘူးနော်အကျွေမရှိတော့ဒီမှာ1000တန်း2ရက်ပဲရှိတော့တယ်100တန်းဒါပဲရှိတော့ကို ဟိုလဲတာမဟုတ်ပါဘူးဟိုရှင်တွေကမြစ်တာအစ်စ်နဲ့ကိုယ့်ရဲ့ညီကိုမောင်နှမအရင်လိုသဘောထားပြီးလှူတာပါ ။အော်လှူရလား။ဟုတ်။အော်အကိုကြီးစိတ်ဓာတ်လေးကမစိုးပါဘူး။ဟုတ်။ခုနကလူကတော့လာပြီးလဲသွားတာ။အကိုကြီးအကုန်ထည့်တာလား အကောင်9000လုံးလှူတာ ။အော် တွေ့ရနော်ညီကိုမောင်နှမစိတ်လိုသဘောထားပြီးတော့လှူတာမြင်တယ်နော်ညီလေးကိုကြီးရဲ့ဖြူစင်တဲ့စိတ်ကိုမြင်တယ်နော်ကိုကြီး မြင်တယ် ဘာရောက်မြင်လဲ အဖြူရောင်မြင်နေပါရဲ့ အဖြူရောင် ပိတ်ဖြူလမ်းသားသလိုပဲ ရင်ထဲကဖြူစင်တဲ့မြစ်တာတွေကပိတ်ဖြူလေးလှမ်းထားသလိုမျိုး ဟုတ်ကဲ့ မြင်တယ်နော် မြင်ပါလေဆရာကြီး မင်းတို့ကိုအဓိကပြချင်တာညီကိုမောင်နှမစိတ်တော်ကဒါကိုပြောတာ ဟုတ်ကဲ့ပါ ဒီမှာကြည့်စမ်းဒီညီလေးရဲ့ဘဝကသူဟာသရောင်းစားနော်သရောင်းစားဘဝဆိုတာအမတန်မှနှိမ့်ကြတယ်အတိတ်ဘဝကအာကူသူဝစ်ကြွေးတွေကံကြွေးတွေအရန်ကြီးတဲ့အတွက်အခုလိုအောက်တန်းကြတဲ့သရောင်းစားဆိုတဲ့ဘဝကိုရောက်နေတာဒါပေမဲ့နော်သူဟာသရောင်းစားဆိုပေမဲ့သရောင်းစားလို့ကိုကခေါ်လိုက်တဲ့အခါကျတော့မကောင်းဘူးအများအမြင်ကြတော့လည်းမတင့်တယ်ဘူးလူကြားလို့လည်းမကောင်းဘူးဆရာကြီးတို့လိုမေတ္တာတရားပြန့်ပွားရေးပရိဒအသင်းကြီးနေနဲ့ဒီလိုမျိုးသရောင်းစားကိုသရောင်းစားလို့ပြောတော့တင့်တယ်ပါမလား မသိတယ်ပါဘူးဆရာကြီး မတင့်တယ်တဲ့ခါကျတော့ဘယ်လိုပြောရမလဲဆရာကြီးတခါလည်းသင်ပေးမယ်သရောင်းစားကိုသရောင်းစားလို့မခေါ်ရဘူး ဘယ်လိုခေါ်ရလဲ သူဖုံးစားလို့ခေါ်ရတယ် သူဖုံးစား ဘယ်လိုခေါ်ရမလဲ သူဖုံးစားပါဆရာကြီး နော်ဒီသရောင်းစားညီလေးကလည်းကိုကြီးတို့သရောင်းစားလို့နောက်ဘယ်တော့မှမခေါ်ဘဲနဲ့သူဖုံးစားလို့ပဲခေါ်မယ်နော် ကဲပါ တပည့်တို့ကဘယ်လိုခေါ်မလဲ သူဖုံးစားပါဆရာကြီး နော်ဒီကတပည့်လည်းသိချမှတ်ထားနော် ဟုတ်ကဲ့ သရောင်းစားကိုသရောင်းစားလို့ခေါ်ရင်ရိုင်းတာပေါ့ ဟုတ်ကဲ့ရိုင်းတာဗောဆရာကြီး ဆရာကြီးတပည့်တွေကိုစုံးမတာလေ။သွားရင်လည်းသွားလိုက်တော့ဆရာကြီးတရောင်းသားခေါ်တာအကျင့်ကြီးပုံများနေတယ်။ကျွန်တော်ဘယ်သူမှတရောင်းသားလို့မခေါ်ကျွန်တော်တသားပြီးထဲ့သွားတယ်လို့ပဲ။ဆရာကြီးပြောပါကျွန်တော်သူပုံစားဖြစ်လိုက်တရောင်းသားဖြစ်နေ။ဆရာကြီးသွားပါတော့ဆရာကြီးရယ်ကျွန်တော်ဘိတ်ပြက်လို့ပါသွားပါ။ဒီနားမှာဆရာကြီးတို့နော်သွား ဟုတ်ကဲ့ပါသူဖုံးစားကြီးရယ် ကျွန် နော် တော်နေ့သေးတော့မကြိုက်သေးလို့ပါ သရောင်းသားလို့ခေါ်ပေးရမှာ ဟုတ်ကဲ့ရပါပြီကိုသွားအမညာလေးများရှင်နာပါ တေချင်းဆုံးနဲ့တေသွားမယ်ဟဲ့ခွဲတဲ့လူနဲ့နားမလဲဘူးတလေးဆန်နဲ့နားမလဲဘူးနော်တေချင်းတော့တေသွားငါပြောရင်ဆိုရင်စိတ်ဟောစာသားကြောင့်ဆုံးနေပြီငါပြတော့ပါဆုံးတေမယ်နော်ဟဲ့ပါလေ ဒီကညီလေးကဘာမှန်း ဟဲ့ ကြလဲ မင်းတို့ကလည်းအဲ့တော့တက်กว่าလို့လားမင်းကောင်ညီလေးလို့ခေါ် အော်ဟုတ်ကဲ့ပါဘာကြီးဘာမှန်းဖြစ်လို့ ဟဲ့ လဲလို့ အဲ့လောက်လည်းထားအသက်မကြည့်ဘူး အော်ဟုတ်ကဲ့ပါဦးလေးဘာကြီးကိုကြီးရယ် ဟာမတရားနဲ့လာရှုံး ဟုတ်ကဲ့ညီလေးဘာကိုဘာမှန်းဖြစ်နေတာလဲလို့ ဘာပြောမလဲဟိုကောင်ဟိုခွေးငါဆက်သားကြောင့်လေလှမ်းလာတော့ခိုးစားသွားတာ အော် तू လဲစာလို့နေမှာပါ သူစားလို့ရှိရင်ရှမ်းနဲ့သွားစားလေငါကြည့်ပါစားလားစားတာ ဘယ်လောက်တောင်မြန်ပါသွားလို့လဲ ဟဲ့ဆက်သားကြောင့်ငါးလောင်းမို့နှစ်ချောင်းလောက်စားသွားတာကွာ အော်နှစ်ချောင်းနဲ့ပဲကျွေးလိုက်ပါ ဘာလို့ကြွေးရမှာလဲမင်းအမေကြွေးပါလား အော်ဒီလိုအဲ့ဒါ9000ဘိုး ငါးလောင်းမို့ ဟိုဒီလိုလုပ်ပါသူ့လည်းမပြစ်ပါနဲ့တော့သူတို့လည်းသရဝါတွေဆိုတော့ဒီလိုပဲကြုံရမသိတော့စားလိုက်မိတာပါ မသိလို့စားကြအကြောင်းမရှိဘူး ဟိုအဲ့ဟာကိုကျွန်တော်လျှော်ပေးပါမယ်နော် ငါးလောင်းပေးငါးလောင်းမလုံးငါတတ်ပြမှာ ဘယ်နှချောင်းစားတာ နှစ်ချောင်း နှစ်ချောင်းဆိုတော့ဟို9000လျှော်ပေးမယ်လေနှစ်ချောင်းဘိုး ငါးလောင်းမို့မင်း9000နဲ့ရော့တာ ဟိုကျန်တဲ့ဟာတွေမစားပါဘူးဆိုတော့နှစ်ချောင်းဘိုးလေးတော့ယူလိုက်ပါ ခွေးကြံတာတွေမင်းငါစားရမှာပေါ့ မဟုတ်လေဟိုအဲ့လိုမဟုတ်ပါဘူးကိုရဲ့ကျွန်တော်လည်းထွက်လာတော့ဒါလေးပဲပါလို့ပါနော်ဟိုနော်ကျွန်တော်ကြားထဲဆက်လျှော်ပေးတာနော် မင်းမျက်နှာရှိဟလားမင်း9000မျက်နှာကြောင်းတော့နောက်ဆိုသေအောင်ပါသေအောင်ပါ မလုပ်ပါနဲ့နော်ဟုတ် ဟဲ့ကွာမကရဲ့ ဟုတ်ကဲ့ဟုတ် သေမှာသေချင်းဆုံးနဲ့သေသွားမယ် တွေ့တယ်မလားဟုတ်ဆရာကြီးသူ့မြစ်တာနဲ့အနိုင်ယူလိုက်တာလေ ဟောပတ်စံပေးလိုက်တာမဟုတ်လားဆရာကြီး မြစ်တာနဲ့ပြီးတာပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ လာလက်တွေ့ပြမယ်
တရားဝါတွေပေါ်ဘယ်လိုမေတ္တာထားရလဲဆိုတော့လိုက်ခဲ့မကြီးတယ်ဆရာကြီးဒီတရားဝါပေါ်မှာထားတဲ့စိတ်ကဘာစိတ်လဲ နောက်ဆုံးသွားပြီးစိတ်ပါဆရာကြီး ငါခွေးဖေပေါ့ကွာ ဟုတ်ကဲ့ ကာလာလဲတူတယ်ဆရာကြီးရဲ့ ခွေးရမွေးတော့ခွေးသားပေါ့ မင်းတို့ငါခွေးနေနိုင်တယ်ဟာဆရာကြီးဒေါ်လာလျှော့လေဆရာကြီးပြစ်တက်ထားမယ်ဆို ဘာမြစ်တော့မထားနိုင်ဘူးငါခွေးတဲ့နိုင်တဲ့ကောင်ဘာမြစ်တော့မထားနိုင်ဘူးကွာရ အတင်းလေဆရာ အသေးလည်းဖက်တယ်ကွာအသေးလည်းဖက်တယ်ကွာငါခွေးနိုင်တဲ့ကောင် 3000 3000လည်းမပေးနိုင်ဘူးရ ဆရာကြီးစိတ်တော့ စိတ်မချနိုင်ဘူးငါခွေးနိုင်တဲ့ကောင် တိုင်းနေနေလားဒီမဝင်ကြီး You fight ဟာတာများတဲ့စိတ်ပျော်စေရမယ်တော့ကားရပြောင်းမောပန်းလည်းပြေ You fight ဟာတာများလည်းပြုံးပျော်စေရမယ်အားလုံးဝင်ကြီးဒီ channel လေးရိတ်သက်ချက်ဟာတရားမဲ့